အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဖုန်းဝင်လာတဲ့အခါမှာကျွန်တော်တို့ကိုတယောက်တည်းကပဲကင်လို့ရအောင်လုပ်တဲ့နည်းလေးကိုလုပ်ပြဖြစ်ပါတယ်ဖုန်းဝင်လာတဲ့အခါမှာကို့ဖုန်းကိုတခြားသူတွေကင်လို့မရဘဲနဲ့ကိုယ်တိုင်သက်ကင်မှသာရမယ်နည်းလမ်းလေးကိုလုပ်ပြပေးမှာဖြစ်ပါတယ်ဒီနည်းလမ်းလေးကိုမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးတွေ Subscribe မလုပ်ရသေးဘူးဆိုတော့Subscribe လေးလုပ်ပေးသွားပါအောင်လို့မျှော်ရက်ခံပါတယ်နောက်ထပ်တင်မဲ့ဗီဒီယိုအသစ်လေးတွေကိုကြည့်ရဖို့အတွက်ဘေးနားက notification ခေါင်းလောင်းလေးလည်းနှိပ်ထားပေးပါဗျကျွန်တော်တို့အရင်ဦးဆုံးဒီဝင်လာတဲ့ဖုန်းတွေကိုကိုတယောက်တည်းပဲကင်လို့ရအောင်လုပ်ဖို့အတွက်ကျွန်တော်တို့ဒီ Play Store ထဲမှာကျွန်တော်တို့ဒီ software တစ်ခုတက်တောင်းရပါမယ်ကျွန်တော်တို့ Play Store တွေကိုနှိပ်ဝင်ပေးလိုက်ပါ Play Store ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့ set bar လေးမှာကျွန်တော်တို့ဒီ incoming call log ဆိုတဲ့ဟာလေးရေးချပေးရပါမယ် IM C1 incoming call log ဆိုတဲ့ဒီစာကြောင်းလေးကိုကျွန်တော်တို့ပြည့်အောင်ရေးချပေးရပါမယ်ဒီကောင်လေးကိုရေးချပေးရပါမယ် incoming call log ဆိုတဲ့ဟာလေးကိုရေးချပေးရပါမယ်ပြီးတော့ကျွန်တော်နှိပ်လိုက်ပါဒါလေးကိုဒီလိုမျိုးနှိပ်လိုက်ပြီဆိုတော့ကျွန်တော်တို့အပေါ်မှာရှိတဲ့ဒီ software လေးကိုကျွန်တော်တို့ down ပေးရပါမယ်ဒီကောင်လေးကိုကျွန်တော်တို့ down ပေးလိုက်ပါ install တင်ပေးလိုက်ပါပြီးကျွန်တော်တို့ခဏစောင့်ပေးလိုက်ပါဗျကျွန်တော်တို့ down ပေးရတယ်ကျွန်တော်တို့ဒီဘက်နဲ့ပြန်ထွက်လိုက်ပါဗျဘက်နဲ့ပြန်ထပ်ပြီးတော့ကျွန်တော်တို့ဒီထဲမှာရှိတဲ့ဒီခုနကပြောတဲ့ဒီ software လေးကိုကျွန်တော်တို့တွားပြီးတော့နှိပ်ဝင်ပေးရပါမယ်ဒီထဲကိုနှိပ်ဝင်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ dot allow ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါဗျကျွန်တော်တို့ကြော်ညာတက်လာပါမယ်ခဏကျွန်တော်ကြော်ညာတက်လာရင်ဒီဘက်အပေါ်ဘက်ကဒီကချက်ချီကလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါဗျအဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့အချက်လက်တွေကိုကျွန်တော်တို့ဒီကိုဖုန်းထဲဝင်လာတဲ့အခါမှာကိုတယောက်တည်းကင်လို့ရအောင်လုပ်ဖို့အတွက်ကျွန်တော်တို့ဒီမှာရှိတဲ့အချက်လက်လေးကျွန်တော်ဖြည့်ပေးရမှာဗျအဓိကကျွန်တော်တို့ဒီအပေါ်မှာရှိတဲ့အချက်နှစ်ချက်ပေါ့နော်ဒီအချက်နှစ်ချက်ကိုကျွန်တော်တို့ permission တောက်ဖွင့်ပေးရပါမှာဗျကျွန်တော်တို့အရင်ဦးဆုံးအပေါ်က draw over other app ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါဗျပြီးရင်ဒီမှာရှိတဲ့ okay ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါဗျဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာရှိတဲ့မိဖုန်းထဲမှာရှိတဲ့ software တွေဖုန်းထဲမှာရှိတဲ့ software တွေကူးထားတဲ့နေရာကိုရောက်လာပါလိမ့်မယ်ကျွန်တော်တို့ပြီးသွားရင်ဒီထဲမှာရှိတဲ့ခုနကကျွန်တော်ကူးခဲ့တဲ့ incoming call log ဆိုတဲ့ဟာလေးကိုတွေ့လို့ရှိရင်ကျွန်တော်တို့အဲ့ဒါလေးကိုနှိပ်ပေးလိုက်ပါဗျပြီးသွားကျွန်တော်တို့ဒီမှာရှိတဲ့ဒီ display over other app ဆိုတဲ့ဟာလေးကိုဒါလေးကိုဖွင့်ပေးလိုက်ပါဒါဆိုလို့ရှိရင်ရပါပြီဗျပြန်ထွက်လိုက်ပါဗျပြီးသွားကျွန်တော်တို့အောက်မှာရှိတဲ့ read phone state ဆိုတဲ့ဟာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါဗျပြီးရင်ဒီအောက်မှာရှိတဲ့ဒီ allow ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်မှာကျွန်တော်တို့ဖွင့်ရမယ့်ဒီ step 1မှာကျွန်တော်တို့နှစ်ခုလုပ်ပြီးပေါ့နော်ကျွန်တော်အောက်မှာရှိတဲ့ဒီ solo type ဆိုတဲ့ဟာလေးကိုနှိပ်ပေးပါဗျဒီဟာလေးပါနံပါတ် set 2ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါဗျပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့သူပြထားတဲ့ဒီပုံစံကဒီ pin နဲ့ခတ်မှာလားကျွန်တော်တို့ printer နဲ့ခတ်မှာလားပေါ့နော်ကျွန်တော်တို့ pin နဲ့ကတော့ကျွန်တော်တို့ဒီ12356နံပါတ်နဲ့ခတ်အောင်ပြောတာဖြစ်ပါတယ် pin ကတော့ကျွန်တော်တို့မိမိကျက်နေတတ်တဲ့ဒီလက်နဲ့ဆွဲတဲ့ပုံစံမျိုးပေါ့နော်ကိုကျက်နေတတ်တဲ့တင်ကေတာနဲ့ဆွဲခတ်တာကိုပြောတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီဥပမာပြမှာဖြစ်တယ်အပေါ်က pin နဲ့ပဲကျွန်တော်တို့ဒီလုပ်ပြပေးပါမယ် pin ကိုနှိပ်လိုက်ပါပြီးတော့ကျွန်တော်တို့ step 2ပြီးသွားလို့ရှိရင်အောက်မှာရှိတဲ့ဒီ step 3ကိုထပ်ပြီးတော့နှိပ်ရပါမယ် step 3ကိုထပ်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ခုနကကျွန်တော်တို့မိမိကျက်နေတတ်တဲ့ log ပုံစံကိုခတ်လို့ရပါတယ်ကိုကျက်ရဲ့နံပါတ်ကိုရေးချလိုက်ပါရေးခတ်လိုက်ပါ1 2 3 4ဒါဆိုလို့ရှိရင်ကျွန်တော်တို့1 2 3နဲ့ပဲဥမာခတ်ပြရေးပြီးသွားလို့ရှိရင်တော့ next ကိုနှိပ်ပေးလိုက်ပါဗျနောက်ထပ်ကျွန်တော်တို့အတည်ပြုဖို့အတွက်1 2 3လေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါဗျဒါဆိုလို့ရှိရင် step 1 step 2 step 3ပြီးပေါ့နော်ပြီးကျွန်တော်တို့ step 4မှာရှိတဲ့ဒီဥစ္စာလေးကိုအမှတ်ကြီးချစ်ပေးရအောင်ဒါလေးကျွန်တော်တို့အမှတ်ကြီးချစ်ပေးလိုက်ပါဗျဒါဆိုလို့ရှိရင်ရပြီပေါ့နော်ဒီ step 5ကတော့ကျွန်တော်တို့မလိုအပ်ပါဘူးကျွန်တော်တို့ဒီမလိုအပ်ပဲနဲ့ဖွင့်တာကောင်းပါကျွန်တော်မပြတော့ပါဘူးနော် step 5ကတော့မလိုအပ်ပါဘူးကျွန်တော်တို့ဒီ step 5ကိုဖွင့်လိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာရှိတဲ့ဒီဖုန်းလာတဲ့အခါမှာကျွန်တော်တို့မိကျက်နေတဲ့ background ကိုကျွန်တော်တို့ပြောင်းပြီးတော့ကျွန်တော်တို့လုပ်လို့ရပါတယ်ဒါကတော့ဒီကိုကျက်နေတဲ့ background ပုံစံကိုပြောင်းထားလို့ရတဲ့ဥစ္စာတွေကိုပြောပြတာဖြစ်ပါတယ်ကျွန်တော်တို့မလုပ်တော့တဲ့အတွက်ကျွန်တော်မပြတော့ပါဘူးဒီလိုမျိုးကျွန်တော်တို့ဒီအားလုံး step 1 step 2 step 3 step 4ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရပါပြီကိုဖုန်းထဲဝင်လာတဲ့အခါမှာကျွန်တော်တို့ကိုတယောက်တည်းရပဲကျွန်တော်တို့ကင်လို့ရမှာဖြစ်ပါတယ်တခြားလူတွေကကိုယ့်ရဲ့ password ကိုမသိတဲ့အတွက်လာကင်လို့ရမှာမဟုတ်ပါဘူးကျွန်တော်တို့နီလန်းလေးကကျွန်တော်တို့ဖုန်းကင်ကိုဖုန်းကိုဆက်လာတဲ့အခါမှာတခြားသူတွေကင်မှာကြောက်တဲ့သူတွေအတွက်ကျွန်တော်ခက်ခဲဖြစ်တဲ့သူတွေကျွန်တော်တို့အတွက်ဒီနီလန်းလေးကအသုံးဝင်ပါတယ်အဲကြောင့်လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လုပ်ကြည့်ပါအားလုံးပဲစီမံကြပါသည်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and share လုပ်ပေးတာနောက်ထပ်လည်းကျွန်တော်ဗီဒီယိုလေးတင်ပေးတော့အောင်ဗျ